ညီလေးတို့ရေအိယာထားဖို့နှိုးဆက်ပိတ်ပြီးနောက်9မိနစ်လို့တွေးမိလားအလို့တခုစဖို့နောက်တနာရီလို့ဆုံးဖြတ်မိလားအဲ့ဒါမင်းရဲ့ဦးနောက်ကမင်းကိုအနိုင်ယူလိုက်တာပဲ Mel Robbins ရဲ့ The 5-second rule စာအုပ်ကဒီအတွက်ရိုးရှင်းတဲ့အဖြေပေးတယ်စိတ်ကူးပေါ်လာတာနဲ့9 4 3 2 1လို့ရေတွက်ပြီးချက်ချင်းလို့ဆောင်ပါရေတွက်နေတဲ့9စက္ကန့်အတွင်းဦးနောက်ကကြောက်စိတ်တန်တရာအကြောင်းပြချက်တွေမထုတ်နိုင်သေးဘူးဒီအလေးချင်းကိုနေ့စဉ်သုံးရင်ညီလေးဟာအလုတ်ရွှေ့ဆိုင်တဲ့အကျင့်လုံးဝပျောက်သွားလိမ့်မယ်စဉ်းစားနေတာထက်လှုပ်ဆောင်နိုင်စွမ်းပိုမြန်လာမယ်အခွင့်အလမ်းတွေကိုလက်မလွတ်တော့ဘူးမနဲ့အိယာထားဖို့နှိုးဆက်မိတာနဲ့9 4 3 2 1ရေတွက်ပြီးထားပါအလုတ်တစ်ခုစဖို့စိတ်ကူးရတာနဲ့9 4 3 2 1ရေတွက်ပြီးစလိုက်ပါစကားပြောရမှာကြောက်ရင်9 4 3 2 1ရေတွက်ပြီးစပြောလိုက်ပါရေတွက်ပြီးရင်ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ပါလက်မောင်းလှုပ်ခြေထောက်လှုပ်ရှားမှုကစိတ်ကိုလိုက်ပါစေတယ်အားသာချက်ကဆုံးဖြတ်ချက်ချရတာမြန်လာမယ်နောင်တရစရာတွေရော့ကြမယ်အားနည်းချက်ကပထမဆုံးအချိန်တွေမှာရေတွက်ဖို့မေ့တတ်တယ်ဒါပေမဲ့လေ့ကျင့်လေအလိုလျောက်ဖြစ်လာလေဒီနေ့ကစပြီးအနည်းဆုံးတစ်ချိန်လောက်ဒီနီးလန်းကိုသုံးကြည့်ပါမနှက်ဖြန်အိယာထားတာနဲ့9 4 3 2 1ရေတွက်ပါဒီ9စက္ကန့်လောက်ကတစ်နှစ်အတွင်းညီလေးရဲ့လှုပ်ဆောင်နိုင်စွမ်းကိုဘယ်လောက်ပြောင်းလဲသွားစေမလဲဆိုတာတွေးကြည့်ပါညီလေးတယောက်ရဲ့အာရုံစိုက်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘရင်တယောက်အတွေးခေါ်ဖြစ်ဖို့ follow လုပ်ထားပါ